အဲ့ဒါမှနှလုံးသားမှာကေလေကြီးတကယ်မရမနဲ့နှုတ်တက်ဖြစ်ဘုရားကိုချီးမွမ်းလိုက်လို့နှလုံးသားပြန်လာဝေးလိုက်လို့နှုတ်ကျတော့ရှာပါစားကြတော့ကေလေကြီးရတယ်ပြောမှနှလုံးသားမှာတကယ်ရှိမရတဲ့လူကအတုလားအစစ်လားဆိုရင်ဘုရားရဘုံဘုံနဲ့ရှင်မတိနေရှင်မအစင်တိပြစကြရအောင်ဒီမှာရှိတဲ့လူအားလုံးကကျွန်တော်ရဲ့ကိုအင်္ဂါလေးဖြစ်တယ်ကျွန်တော်အားလုံးကကိုအင်္ဂါလေးဖြစ်တယ်မိသားစုလက်ဆိုမဲ့တရားနဲ့တကူနဲ့တသွေးနဲ့ကျွန်တော်အားလုံးကကိုအင်္ဂါချင်းတယ်တရားကကြောင်ခဲ့တယ်တရားကြတော့ကောင်းတယ်ရောက်တော့တယ်မလုပ်ချင်ဘူးပင်စင်တဲ့ချင်းအေးရတဲ့ကေရီကြီးနေရကာလနောင်တရတဲ့ကာလယုံကြည်ချတဲ့ဖရားရဲ့ဘေးချကြွလာမယ်လဲဆိုတော့စောင့်မျှော်တဲ့ကာလဟွာလေးလားဒီဟာလေးလားဟိုအကြောင်းလေးလားဒီအကြောင်းလေးလားနဲ့အိုးအကြီးကမပြီးမပြနိုင်တော့ဘူးငါနေတဲ့တော်ပါတယ်ငါနေတဲ့တော်ပါတယ်ဆိုမှဟွာကြွားချတာများကြီးတယ်ကိုခရိယာနော်ခရိယာထဲမှာတော့လည်းခရိယာဆရာများတို့တော့ကိုကလည်းအကြီးခွန်နဲ့ရမ်းပေါ်နေကြတာအဲ့ဒါစိတ်မဝင်စားဘူးကျွန်တော်စိတ်ဝင်စားလိုက်ရကြတော့ကေရီကြီးကိုရပြီးမှလူအပေါင်းတို့ဒီကေရီကြီးလို့ရပြီးမှတမန်တယောက်တိစချင်းကပြတ်ခဲ့လို့ရှိတဲ့အတိုင်းပဲကေရီကြီးရပြီးဆိုရင်နှုတ်ကပတ်တော်နဲ့တက်ရှင်တယ်ဖတ်ရှုမယ်လက်တွေ့တက်ရှင်မယ်အဲ့ဒီကေရီကြီးကိုကတတ်စင်အမြဲတတ်ရှိလို့အမြဲတမ်းထင်ပြီးမဖြစ်တယ်ဘယ်လောချုပ်ပေးတဲ့ကေရီကြီးကိုလို့ဖြစ်ဘူးပြန်ပြီးမှညနော်ညစ်ပတ်အောင်လုပ်ရတော့တော့ခါပြန်လျှော်ဖို့မလွယ်တော့ယုံကြည်သူလို့ဖြစ်လာတဲ့ခါမှာကေရီရှိရပြီဆိုတဲ့ခါမှာဒုစရိုက်ကိုရှောင်းမှဖြစ်တယ်ကဲဘာရှောင်းမလဲဒုစရိုက်ရှောင်းပြီးမှကလာတိအခန်းကြီးသုံးတာနေ့ထဲမှာဇာတိပဂရိအကူအတီးဝိညာဉ်အတီးအမှရှိတာဖြစ်တယ်ကေရီရှိရတဲ့လူကဇာတိပဂရိအရာမျိုးကိုရှောင်းမှဖြစ်ဒုစရိုက်ကိုရှောင်းမှဖြစ်တယ်ကေရီရှိရပြီမင်းမကြောက်ဆိုအခုရေရုံမရဘူးတောရှိဆိုတဲ့တက်ရှိဖို့ရေးကြည့်တယ်တောရှိတဲ့ဘုရားအတုံးကတစားစောင်းလေးနဲ့တစားဖြစ်ဖို့အရေးကြီးတယ်ဒီတော့ဘာဖြစ်ခေါ်လဲထာဝရတက်ရဖို့ခေါ်တာဖြစ်တယ်ဒီတော့ဘုရားသခင်ကမြတ်မောက်ထဲမှာချက်ဖို့ဘုရားကိုချီးမွမ်းဖို့ခေါ်တာဖြစ်တယ်စာတာရဲ့နေရာကိုတော့အစားထိုးမဲ့လူမရှိတော့လို့အစားထိုးမဲ့ကောင်းကင်မှာမရှိတော့လို့အသွေးတော်နဲ့ရုပ်ဝေပြီးမှကျွန်တော်တို့ကိုချီးမွမ်းခြင်းကိုပုံခြင်းနေရာမှာအစားထိုးတာဖြစ်တယ်ဘုရားမုန်းကြပါစေအဲ့ကြောင့်ဒီနေ့ကိုယ်ပေါ်တဲ့ခါမှာနှုတ်ကပတ်တော်နားထောင်တဲ့နေရာမှာအရေးထားမှဖြစ်တယ်ဘုရားမျက်နှာကြည့်ပြီးမှအရေးထားမှလည်းဘုရားမျက်နှာကြည့်ပြီးမှယေရှုကိုချစ်တဲ့နှလုံးသားနဲ့ကျွန်တော်အရေးထားမှဖြစ်တယ်လူကိုကြည့်မယ်ဆိုဦးလေးကျွန်တော်ပြောလိုက်တယ်ဦးလေးလို့ကျွန်တော်ကဘုရားเจ้าမှာအမှုတော်ဆောင်နေတယ်လူကိုကြည့်ကျွန်တော်တစ်ဆက်မှမလို့မဆောင်ချင်ဘူးလူကိုကြည့်မယ်ဆိုဘုရားเจ้าကျွန်တော်တစ်ဆက်မှမတော်ချင်ဘူးလို့ယေရှုနဲ့နာပဲကြည့်မယ်ယေရှုကိုချစ်လို့ပွားတာကိုယ့်ရဲ့ဘဝမှာငွေကြီးကိုမစွတ်ဆောင်ပဲနဲ့ပတ်စံမရှိနေပါစေထာဝရအကျိုးနဲ့စွတ်ဆောင်မယ်ဆိုမှစွတ်ဖြစ်ချက်ပြီးမှယေရှုကိုချစ်လို့ဒီနေ့အမှုတော်ထဲမှာပါဝင်နေတာရှိတယ်